Little Tan မြို့လေးဟာတစ်ချိန်ကတော့ခီးသွွားတွေဓာတ်ပုံရိုက်ဖို့တန်းစီရတဲ့အထိလှပခဲ့တဲ့မြို့လေးပါ။ဒါပေမဲ့မြို့ကိုအသက်သွေးကြောလို့ချစ်တဲ့မြို့တော်ဝန် Trina Grant သေဆုံးသွားတဲ့နေ့ကစပြီးအရာအလုံးဟာပြာကျသွားခဲ့တယ်လို့ပါပဲ။တနေ့အကြာမှာတော့မြို့လေးဟာအမိုက်တွေနဲ့ပြည့်နေပြီးစီးပွားရေးတွေပျက်စီးကလူသူကင်းမဲ့လာခဲ့တယ်။ Trina ရဲ့ခမွန် Jason ကတော့ဒီအခြေအနေကိုကြည့်ပြီးရင်ကွဲမသက်ခံစားနေရသူပါ။သူဟာဇနီးဒီရဲ့အမတ်တရားတွေရှိနေတဲ့အိမ်မှာတော့မနေနိုင်တော့ပဲဖះเจ้าရဲ့ဖုံထူထူအပလော်ဒတ်အခန်းချင်းလေးထဲမှာပဲလက်မှုပညာသည်အဖြစ်ဟန်ဆောင်ပြီးပုံအောင်နေခဲ့ပါတယ်။သူဟာဖះသခင်နဲ့နီးစပ်ဖို့ဖះเจ้าမှာနေတာလူတွေကိုပြောပြီးမယ်။တကယ်တော့သူဟာဖះသခင်ကိုတော့စိတ်နာနေသူတယောက်ပါ။တနေ့မှာတော့ Jason ဟာဖះเจ้าအပေါ်ကအမိုက်တွေကိုရှင်းလင်းရင်ဟောင်းနွမ်းနေတဲ့အဝိစာတစ်ခုအောက်မှာဖုံးကွယ်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့သူတို့ရဲ့ Little Tan မြို့လေးကိုတပုံစံတဲ့ထုတ်လုပ်ထားတဲ့အေယာမစကီးပုံစံတူ model scale model ကြီးတစ်ခုပါ။ Jason ဟာအံ့ဩတုန်လှုပ်ခွာခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီ model ပေါ်ကမြေပြင်ပေါ်ကအကြောင်းလေးတွေတပင်လေးတွေကအစအပြင်လောကနဲ့တထက်တဲတူညီနေလို့ပါပဲ။စမ်းသက်တဲ့အနေနဲ့ Jason က model ထက်ကဖះเจ้าပဒင်းပေါက်ကိုရေဖြန်းလိုက်တဲ့အခါတကယ့်အပြင်မှာလဲမိုးတွေရုတ်တရက်ရွာချလာပါတော့တယ်။ Jason ကထက်ခါစမ်းသက်ကြည့်ခဲ့တယ်။သူ့ model ထဲမှာရေဖြန်းတဲ့နေရာမှာပဲမိုးရွာတာပါ။သူဟာလူသားတစ်ယောက်ရဲ့လက်ထဲမှာမရှိတဲ့နဲ့ကမ္ဘာလောကကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်သွားပြီဆိုတာသိလိုက်ရပါပြီ။ Jason ဟာလူတွေရဲ့အခက်အခဲတွေကိုတိတ်တဆက်နားဆွင့်ပါတယ်။ဈေးဆိုင်ပိုင်ရှင်အာနာရဲ့ဆိုင်မှာလူမရှိတာဟာမြို့တော်ဝန် Ted John ရဲ့မီတော်ရန်လန်းစီမန်ကိန်းတွေကြောင့်ဆိုတာသိလိုက်ရတယ်။ဒါကြောင့် Jason ဟာ model ဘော်ကဆိုင်လေးကိုလှပတဲ့ peach အယောင်လေးစိုးပေးလိုက်တယ်။နောက်တစ်နေ့မှာအာနာရဲ့ဆိုင်ဟာအပြေမှာတကယ်ပဲအယောင်ပြောင်းသွားပြီးလူတွေကလည်းအဲ့ဒီအယောင်လေးကိုသဘောကျသွားခဲ့ပါတယ်။ဒါတင်မကော့သေးပါဘူး။လမ်းပေါ်ကကျင်းကြောင့်လဲကျသွားတဲ့အဖွာအိုအထွတ် Jason က model ပေါ်မှာလမ်းကိုပြန်ဖာပေးတယ်။တမျိုးလုံးကအမိုက်တွေကို model ထဲမှာလိုက်ကောက်ပေးတယ်။အထူးဆန်းဆုံးကတော့ညဘက်မှာခွေးလေးတစ်ကောင်အတွက်ကြက်ရိုးတစ်ကြက်ကို model ထဲမှာချပေးလိုက်တာဟာအပြင်မှာအေးယာမအသားတုံးကြီးအဖြစ်ပေါ်လာတာပါပဲ။မြို့လေးဟာတဖြည်းဖြည်းပြန်လဲစီးကားလာပြီးလူတွေကဒီအလုပ်တွေကိုလုပ်ပေးတဲ့လျှို့ဝှက်ကဲတင်ရှင်ကို The Helper လို့အမည်ပေးပြီးကိုးကွယ်လာကြတော့ပါတော့တယ်။ဒါပေမဲ့မြို့တော်ဝန် John ကတော့အလွန်ကိုအရှက်မရှိတဲ့သူပါ။ဒီကောင်းမှုတွေဟာသူ့ရဲ့စူးစမ်းအားထုတ်မှုတွေပါလို့လူကြားထဲမှာလိန်ညာပြီးနာမည်ကောင်းယူလိုက်ပါတယ်။ဒါကိုကြည့်ပြီး Jason ဒေါသထွက်ခဲ့တယ်။ Jason ဟာ John ကိုပညာပေးဖို့အတွက် model တွေက John ရဲ့အဖိုးတန်းကားပေါ်ကိုခဲလီတစ်လုံးတင်လိုက်တယ်။အပြင်လောကမှာတော့ကောင်းကင်ကနေအေးယာမဥကာခဲကြီးကျလာပြီးကားကိုကရေကျွဲဆွားစေပါတယ်။ John ကကလေးဖြစ်သူ Emily ကိုအပြစ်ရှာတဲ့အခါမှာတော့ Jason ကပိုပြီးဒေါသထွက်သွားပါတယ်။သူဟာ model ထဲကိုအေးယာမပင့်ကူကြီးတစ်ကောင်ထည့်လိုက်တဲ့အခါ John တယောင်လူသားတကိုယ်စားရှိတဲ့ပင့်ကူကြီးရဲ့လိုက်လံတိုက်ခတ်ရတဲ့အခန်းစားရပြီးအသက်လူထွက်ပြေးခဲ့ရပါတော့တယ်။ Jason ဟာအခုချိန်မှာတော့လူတွေကိုစောင့်ရှောက်တဲ့သူရဲကောင်းတစ်ယောက်ထက်သူဖြစ်ချင်တာကိုလုပ်တဲ့နတ်ဘဝတစ်ပါးလိုပြမှုလာပါပြီ။ Jason ဟာမြို့ကိုပိုပြီးစီးကားစေခြင်းတဲ့စေတနာနဲ့ model ထဲမှာအလွန်ကြီးမားတဲ့လင်းထိန်နေတဲ့မီးဆိုင် signage ကြီးတစ်ခုကိုတက်ဆင်းလိုက်တယ်။ဒါပေမဲ့သူမတွေ့မိတာကမြို့ရဲ့လျှက်စစ်အားကအလောက်မခံနိုင်တော့ဘူးဆိုတာပါ။မီးဆိုင်ကြီးကိုမီးဖွင့်လိုက်တဲ့အချိန်တမျိုးလုံးလျှက်စစ်အားလွန်ကယ်ပြီးပောက်ကွဲကမီးပြတ်သွားပါတော့တယ်။မြို့သားတွေဟာအမောင်ထဲမှာဒုက္ခရောက်ကုန်ကြပြီး John ကလည်းသူထုံးစံတဲ့အတိုင်းကလေးငယ် Emily ကိုအပြစ်ဖို့ခြင်းပါတယ်။အဲ့ဒါမှာ Jason တယောက်မနေနိုင်တော့ပဲအဲ့ဒါကလေးလောက်တာမဟုတ်ဘူးငါလောက်တာပါလို့အားလုံးရှေ့မှာဝန်ခံလိုက်ပါတော့တယ်။သူဟာမြို့သားတွေကို model အကြောင်းကိုအကုန်ဖွင့်ပြောပြလိုက်ပါပြီ။အာနာမဲ့တဲ့မြို့တော်ဝန် John ကဒီ model ရဲ့တန်းဖို့ကိုတီးသွားတာနဲ့ရဲတွေခေါ်ပြီး model ကိုတင်ယူဖို့ကြိုးစားတယ်။သူကဒီ model ကိုသုံးပြီးမြို့ကိုလောင်းကစားယုံနေနဲ့ပြည်နေတဲ့ Vegas မြို့ကြီးအဖြစ်ပြောင်းလဲဖို့ကစီစဉ်ဆွဲတယ်။ Jason ကဒါကိုလက်မခံပဲ model ကိုပြန်လူရနဲ့စပွဲကိုတိုက်မိက model ကြီးလဲကျသွားပါတော့တယ်။အပြင်လောကမှာလည်းပြင်းထန်တဲ့မြင်းကလေးလိုတုံရမှုတွေဖြစ်ပေါ်ပြီးကားတွေမှောက်ကုန်ကပျက်စီးသွားပါတယ်။ Jason ကသူ့မြို့ကိုပျက်စီးမိပြီလို့ဝမ်းနည်းနေသူတွင်ပဲသူ့ model ထဲမှာမတော်တဆချွတ်ချခဲ့တဲ့သူ့ရဲ့ရွှေလက်ထက်လက်ဆွဲကအပြင်လောကမှာအေယာမရွှေကြိုတုံးကြီးအဖြစ်လမ်းမပေါ်မှာပေါ်လာတာပါပဲ။အဲ့ဒီရွှေကြိုတုံးကြီးရဲ့တန်ဖိုးကမြို့လေးကိုအစ်စ်ကနေပြန်လဲတီဆောက်ဖို့လုံလောက်တာအထက်တောင်ပို့သွားပါတယ်။နောက်ဆုံးမှာတော့မြို့သားတွေအားလုံးစုပေါင်းပြီး Little Tan မြို့လေးကိုပိုမိုလှပတဲ့အနာဂတ်တစ်ခုစီ
အတူတူပြန်လည်တည်ဆောက်ကြတော့ပါတယ်